ကက်လေးရဲ့အတိတ်ပဲရလေနော် boundary မရှိတဲ့လူတွေအတွက်ကိုပြောပြမယ်နော်ကျမတို့လူပတ်ဝန်းကျင်မှာနေလို့ရှိရင်ကျမတို့တွေတစ်ခါတလေချဖြစ်တတ်တယ်လေစေတနာတွေပေါ့နော်လွန်ကဲပြီးတော့ဟာငါတော့စေတနာတွေထားလိုက်ရတာဥပမာငွေကြီးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတွေပေါ့နော်ဒီဘဲအရာတွေပဲဖြစ်ပေါ့အဲ့ဒါဆိုရင် boundary မရှိတာပေါ့နော် boundary မရှိဘူးကိုကကြော်လွန်မှုတော့ပေါ့နော်တစ်ဖက်သားရဲ့အကျိုးတွေကိုလူလာတက်ပို့ပြီးတော့မှလှုပ်ပေးကင်ပေးတယ်အဲ့ခါမှာကိုပြန်ရလိုက်တဲ့အရာတွေကတချို့ပေါ့နော်ဒီလိုမျိုးပေးဆက်အနစ်နာခံနေဒါပေမဲ့ပြန်ရလိုက်တဲ့အရာတွေကကို့မှာ value မရှိသလိုခံစားရတယ်ဆိုတာလေကိုကလွဲနေတာ setting of the boundary ပေါ့နော်ဒီ boundary မရှိဘူးလူလာထက်ပို့ပြီးတော့ဆက်ဆံတာပေါ့နော်တချို့ကကျတော့ပေးဆက်အနစ်နာခံတာကိုအကောင်းမြင်တာတချို့တွေကပေးဆက်လိုက်လို့ရှိရင်မဟုတ်ဘူးနော်ပေးဆက်အနစ်နာခံလိုက်လို့ရှိရင်ကိုယ့်ရဲ့ source ကကြိုက်လားမကြိုက်လားဆိုတော့ပြန်ပြီးတော့ကြည့်ကိုယ့်ရဲ့စိတ်ဝိညာဉ်ပေါ့ဒီလိုပေးလိုက်တဲ့အတွက်ကြောင့်မလို့ကိုကစိတ်တည်ကျေနပ်နေလားနော်ပေးဆက်အနစ်နာခံနေဆိုတာကလေတကယ်တမ်းတော့ပေးဆက်အနစ်နာခံနေဆို boundary မရှိတာboundary မရှိတဲ့အတွက်ကြောင့်မလို့ universe ရဲ့ lesson လည်းမဟုတ်ဘူးเนาะ universe က lesson လည်းပေးတာလည်းမဟုတ်ဘူးဒါကဘာလဲဆိုတော့ကိုက boundary မချတာ boundary မချတတ်တာကိုယ့်ဘက်ကနေပြီးတော့မှလူရာထပ်ပို့ပြီးပေးလိုက်မိတဲ့အခါမှာကိုပြန်ရလိုက်တဲ့အရာတွေဟာဒါ trauma တစ်ခုအနေနဲ့စိတ်ပိုင်းဆိုင်ရာမှာကိုကဖြစ်သွားတတ်တယ်ဒီတော့เนาะလူရာထပ်ပို့ပြီးဘသူ့ကိုမှပေါ့နော်ကိုယ့်ဘက်ကနေပြီးပေးဆက်အနစ်နာခံတာလုံးစရာမလိုပါဘူးဘယ်သူမှလည်းတာဝန်မရှိပါဘူးလောကကြီးမှာကိုတာဝန်ယူတတ်ဖို့ပဲလိုတာပါเนาะတချို့ဆိုလို့ရှိရင် partner ပေါ်မှာအရန်ကိုပေးဆက်အနစ်နာခံတာကိုကပြန်ပြီးတော့ပေါ့နော်ရလိုက်တဲ့အရာတွေကကိုနဲ့ဒီကိုလိုချင်တဲ့အရာတွေနဲ့ different ဖြစ်နေတာပေါ့နော်အဲ့ဒါတွေကကိုကတချို့အရာတွေကလေboundary မရှိတာเนาะ universe ရဲ့ lesson လည်းမဟုတ်ဘူး boundary မရှိတာပါဒီတော့ boundary ချမှတ်နိုင်အောင်လုပ်ပါဘယ်သူနဲ့ပဲဖြစ်ဖြစ် relationship mates တွေအပေါင်းအသင်းเนาะဘလို့ကိစ္စရွေမျိုးပါပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ် boundary ထားတတ်အောင်လုပ်ပါ setting of the boundary ဆိုတာအရေးကြီးပါတယ်เนาะ boundary ချတတ်တော့မှကိုကလူမှုပတ်ဝန်းကျင်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဒီတော့လိုတာထပ်ပို့ပြီးဘသူ့ကိုမှနော်ပေးဆက်အနစ်နာခံစရာလဲမလိုပါဘူးဒီကတ်ထဲမှာဆိုရင်ကြည့်လိုက်နော်ဒါမိတ်ဆွေတငယ်ချင်းဖြစ်နိုင်တာပေါ့နော်သူတို့တွေဆိုလို့ရှိရင်တွေ့လားဒီကောင်မလေးကပဲလုံနေရတယ်ဒါပေမဲ့သူ့ရဲ့ဒီ inner mind ပေါ့ inner mind မှာသူမပျော်ရွှင်ဘူးသူကပေးဆက်ပြီးတော့အနစ်နာခံတဲ့အတိုင်းပဲသူ့ရဲ့စိတ်ထဲမှာပေါ့နော်ဒီလိုပျော်ရွှင်မှုတွေမရဘူးเนาะ boundary မရှိတာပါเนาะပေးဆက်အနစ်နာခံတာကလည်းတချို့အရာတွေက boundary မထားတတ်တာပါเนาะကဲနောက်ဗီဒီယိုမှာတွေ့ကြရ